ဟုတ်ကဲ့မြင်ပါဗျာကျွန်တော်ဒီကောင်လေးကြာရင် artifact ကိုဒီကောင် artifact ကို2015ဖြစ်မယ်เนาะကျွန်တော် artifact 2015 slide 3ချက်လို့ရေးထားရเนาะ artifact 2015 slide 3ချက်ကားလေးကတော့မိုက်တယ်เนาะကားလေးမိုက်တယ်ကျွန်တော်ဒီကောင် Sona for light all line ဖြစ်မယ်မှန်ကွဲကြည့်ပါညာမရှိเนาะဘယ်မှာမီကြောက်ရှိမယ် okay တွင်းလေးကြည့်ပေးမယ်တော့ဗျာတွင်းလေးဝင်လိုက်မယ်ထိုင်လေးတော့နည်းနည်းရော့တယ်เนาะထိုင်လေးကတော့နည်းနည်းရော့တာပဲရှိတယ် poster ဆင်ဘောလုံးတစ်ခုရှိမယ်ကီလိုလေးကြည့်မယ်မြန်เนาะก็สมนุอะพี่เนาะสกัดโนလိုက်ပြီစနှိုးလိုက်ပြီကီလို2,400,000ကျော်ရှိမယ်เนาะကီလို2,400,000ကျော်ရှိမယ်ဒီကောင်နောက်လိုက် TV လေးတော့ထည့်ထားရเนาะကျွန်တော်နောက်လိုက် TV လေးထည့်ထားတယ် slide 3ချက်ရှိမယ်เนาะ slide 3ချက်ရှိမယ်ခါ TV ပါမယ်ကျွန်တော်တို့ဒီမှာအလှဆင်လာเนาะမဆုံးပြန်တော့โอเคဒီကောင်9ရောက်စီးဖြစ်မယ်ရှောင်းလန်းနဲ့เนาะဒီဖြစ်မယ်โอเคကဲဟုတ်ကဲဘေးဘက်လေးเนาะဘေးဘက်လေးလှုပ်ချက်လေးပဲပြပေးတာဟုတ်ကဲဘေးမှာလှုပ်ချက်ရှိမယ်เนาะပုတ်နည်းနည်းပုတ်ထားတဲ့လှုပ်ချက်တော့ရှိတယ်ကဲဟုတ်ကဲနောက်ဖက်လေးပါမြင်နော်အခုလိုကြည့်ရှုပြီးတော့ထူးကျေးဇူးတင်ပါတယ်